ပြီးခဲ့တဲ့ရက်တစ်ပတ်ကတော့ကာမိုင်းနိုင်ရလမ်းပိုင်းနဲ့ဖက်ကတ်မြို့အနီးတစ်ဝိုက်ကကြီးရွာတွေမှာတိုက်ပွဲဖြစ်ပွားခဲ့တာတွေစစ်ကောင်စီတပ်ဟာမြစ်ကြီးနားမြို့ကနေဝိုင်းမော်ဘက်ကိုလက်နက်ကြီးတွေပစ်ခတ်ခဲ့တာတွေဝိုင်းမော်မြို့နယ်ကကြီးရွာတစ်ရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့တဲ့င်းအပြင်စစ်ကောင်စီတပ်ဟာဗမော်မြို့မှာထိုးစစ်ပြန်ဆင်လို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်စစ်ရေးတဲမှာနေတဲ့ဝိုင်းမော်မြို့နယ်ဝရှောင်ကြီးရွာအနီးကခွေရရန်ကြီးရွာကိုဇွန်လ22ရက်နေ့ညပိုင်းကစစ်ကောင်စီတပ်ဟာတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားနေအိမ်တွေပျက်စီးခဲ့တယ်လို့အမျိုးသမီးတဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ခွေရရန်ကြီးရွာဟာဝရှောင်ဆယ်အနီးမှာရှိတဲ့ကြီးရွာတစ်ရွာဖြစ်တဲ့အပြင်အပန်းဖြေစခန်းရှိတဲ့ကြီးရွာတစ်ခုလည်းဖြစ်ပါတယ်။စစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဂွေရရန်ရွာကနေ9မိုင်ခန့်အကွာမှာရှိတဲ့လက်မြန်ကျေးရွာမှာတော့စစ်ကောင်စီတပ်နဲ့ KNA ပူးပေါင်းတပ်တို့စစ်ရေးတင်းမာနေပါတယ်။တိုက်ပွဲပြင်းထန်ဖြစ်ပွားခြင်းမရှိပေမဲ့လက်နက်ကြီးတွေဒရုန်းတွေနဲ့အပြန်အလှန်ပစ်ခတ်မှုရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။စစ်ကောင်စီပူးပေါင်းတပ်ဟာ KNA တိုင်းပိုက်ထားတဲ့စတုံးချီဖွေကံပိုင်တီနဲ့ပောင်ဝါဘက်ကိုထိုးစစ်ဆင်မှုပြင်ဆင်နေတဲ့အတွက်အခုလိုဝိုင်းမော်ဝရှောင်လမ်းဘက်ကနေတဆင်စီးလှုပ်ရှားနေတာဖြစ်တယ်လို့စီးလေးလာသူတွေကသုံးသပ်နေကြပါတယ်။စီးရီတင်းမာနေတဲ့ဖကန်ဒေသမှာဆိုရင်လည်းပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ကမော်ဝမ်းလေးကျေးရွာအနီးမှာစစ်ကောင်စီပူးပေါင်းတပ်နဲ့ KNA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲအတွင်းနှစ်ဖက်ထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့မသိရသေးပါဘူး။စစ်ကောင်စီတပ်ဟာမော်ဝမ်းလေးကျေးရွာကိုဇွန်လ19ရက်နေ့ကဝင်ရောက်ခဲ့ပြီးနောက်ပိုင်း KNA ပူးပေါင်းတပ်နဲ့မကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတာပါစစ်ကောင်စီတပ်ဟာမော်ဝမ်းလေးကျေးရွာကနေတဆင့်သူတို့တွေလက်လွတ်ဆုံးရှုံးထားတဲ့ဗျူဟာမြောက်လမောင်ကုန်းတပ်စခန်းကိုပြန်လည်သိမ်းပိုက်နိုင်မှုထိုးစစ်ဆင်နေတာဖြစ်တယ်လို့ဖက်ကန်ဒေသကစီးရီလေးလာသူတွေကသုံးသပ်နေကြပါတယ်စစ်ကောင်စီပူးပေါင်းတပ်ဟာလုံခင်းမော်စီစာဖျားကုန်းမှာအထိုင်ချတပ်ဆွဲထားပြီးတော့အနီးနားတစ်ဝိုက်ကကြေးရွာတွေကိုနေ့စဉ်နဲ့အမျှစစ်ကြောင်းထိုးလှုပ်ရှားခဲ့ပြီးနောက်ဇွန်လတတိယပတ်ကနေစတင်ပြီးဖကတ်မြို့အနီးတစ်ဝိုက်ကကြေးရွာတွေကိုစတင်စစ်ကြောင်းထိုးလှုပ်ရှားခဲ့ပါတယ်အလားတူကာမိုင်းမြို့မှာရှိတဲ့စစ်ကောင်စီဗျူဟာကုန်းကနေနှံ့ရကြေးရွာဘက်ကိုစစ်ကြောင်းထိုးထွက်ခွာလာခဲ့တဲ့စစ်ကောင်စီတပ်ကို KNA ပူးပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်ဖကတ်လမ်းပိုင်းမှာဇွန်လ23နဲ့24ရက်နေ့တွေမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တွေတေဆုံးမှုများခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။စစ်ကောင်စီပူးပေါင်းတပ်ဟာဇွန်လ26ရက်နေ့အထိနှံ့ရကြေးရွာကိုရောက်ရှိခြင်းမရှိသေးပဲ KNA ပူးပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။စစ်ရေးတရင်ရင်းမြစ်တွေရဲ့အဆိုအရကာမိုင်းနဲ့နိုင်ရလန်းတစ်လျှောက်ကိုထိန်းချုပ်နိုင်ဖို့အတွက်အခုလိုစစ်ကြောင်းထိုးလှုပ်ရှားနေတာလို့ဆိုပါတယ်။မြစ်ကြီးနားမြို့မှာရှိတဲ့စစ်ကောင်စီတပ်ကနေပြီးခဲ့တဲ့ဇွန်လ25ရက်နေ့ညပိုင်းကဝိုင်းမော်ဘက်ကိုဦးတည်ပြီးလက်နက်ကြီးတွေ6ကြိမ်ထပ်မံပစ်ခတ်ခဲ့ပါတယ်။မြစ်ကြီးနားမြို့ရဲ့ညအချိန်ကောင်းကင်ယံမှာလက်နက်ကြီးတွေဖျက်ဆီးသွားတဲ့ရုပ်သံဗီဒီယိုတွေဟာလည်းလူမှုကွန်ရက်စာမျက်နှာတွေမှာပြန့်နှံ့ခဲ့ပါတယ်။လင်းမြင်ပြည့်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးတွေဟာဝိုင်းမော်မြို့နယ်အတွင်းကနောက်ချင်းကြီးရွာ၊မိုင်းနာကြီးရွာတွေမှာရှိတဲ့တရုတ်တိရှူငပြောခြံတွေမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့ကနဦးသိရပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲတာကြောင့်လူထိခိုက်မှုနဲ့ပျက်စီးဆုံးရှုံးမှုရှိမရှိကိုတော့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲအခြေအနေဟာဆိုရင်လည်းစစ်ကောင်စီတပ်ကထိုးစစ်ပြန်ဆင်လာတဲ့အတွက်တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်တစ်ပတ်ကစစ်ကောင်စီတပ်ဟာဗမော်မြို့တွင်ရက်ွက်တွေထဲမှာသူတို့လက်လွတ်ဆုံးရှုံးထားတဲ့ကာကင်းစခန်းတွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့စကခ21ထဲကနေထိုးစစ်ဆင်လှုပ်ရှားလာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ KNA တရင်ရင်းမြစ်တွေစီကသိရပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲဟာဆိုရင်9လနီးပါးကြာမြင့်လာပြီဖြစ်ပြီး KNA ပူးပေါင်းတပ်ဟာဗမော်လရင်ကွင်းအပါအဝင်တင့်ကားတပ်၊တန်ချက်ကတပ်၊အမြုပ်တပ်နဲ့ကာကင်းစခန်းတွေကိုသိမ်းပိုက်ထားပါတယ်။ပြီးခဲ့တဲ့ရက်တစ်ပတ်ကတော့ဖက်ကန်ဒေသနဲ့ကာမိုင်းနန့်ရန်လမ်းပိုင်းမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးဝိုင်းမော်မြို့နယ်နဲ့ဗမော်မြို့နယ်တွေမှာအပြန်အလှန်ပစ်ခတ်မှုတွေနဲ့အတူစစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။လာမယ့်အပတ်တွေမှာတော့စီးရီးတင်မာနေတဲ့ဖက်ကန်ဝိုင်းမော်နဲ့ဗမော်ဒေသတွေမှာစီးရီးအခြေအနေဘယ်လိုဖြစ်လာနိုင်မလဲဗမော်မြို့သိမ်းတိုက်ပွဲဟာဆိုရင်လည်းတိုးတက်မှုရှိလာနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ